တရုတ်လူမျိုးတွေဟာငပြောပင်ကိုအသီးစားယုံသက်သက်စိုက်ပျိုးကြတာမဟုတ်ပါဘူး။ငပြောပင်အမြင့်မှလည်းဒေါ်လာတန်းပေါင်းများစွာရှာဖွေရရှိကြပါတယ်။ငပြောပင်ကိုဖျက်တောက်လိုက်တဲ့အခါမှာတော့တန်ဖိုးရှိတဲ့အရာဟာတစ်ပင်စီထဲမှာပုံအောင်လို့နေပါတယ်။ပင်စီကိုဖျက်တောက်လိုက်တဲ့အခါအထဲမှာအတုံးခဲအဖြစ်တည်ရှိမနေပဲအလွှာအထက်ပေါင်းများစွာတည်ရှိနေပြီးအရည်များလည်းကိန်းရောက်နေပါတယ်။ခရစ်စတယ်လိုကြည်လင်နေတဲ့တဘာဝပင်ရည်များကိုဂယုတစိုက်စုဆောင်းပါတယ်။စနစ်တကျစုဆောင်းရရှိတဲ့ငပြောပင်စီကိုချက်ချင်းတောက်သုံးနိုင်ပါတယ်။တဘာဝချုံများတဲ့အရသာနဲ့လန်းဆန်းမှုကိုခံစားရရှိမှာဖြစ်ပါတယ်။အုံးရည်လိုအရသာမျိုးကိုပိုနူးညံ့စွာခံစားရရှိမှာဖြစ်ပါတယ်။ပူပြင်းတဲ့ဒေသတွေအတွက်ရေငက်ပြေစေတဲ့ဖြော်ရည်တစ်မျိုးအဖြစ်တောက်သုံးနိုင်ပါတယ်။ဓာတုဖြော်ရည်တွေထက်စာရင်ယခုလိုတဘာဝအတိုင်းကြားမပါဓာတုပစ္စည်းမပါတဲ့ဖြော်ရည်ကိုပိုမိုတောက်သုံးသင့်ပါတယ်။ငပြောပင်မှာပါဝင်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုရရှိမှာဖြစ်ပါတယ်။ရင်းကိုတချို့ကရေခဲတစ်တာထဲထည့်ကာတောက်သုံးခြင်းဖြင့်ပိုမိုလန်းဆန်းစေပါတယ်။ယခုအခါမှာတော့ငပြောပင်စီကိုပလင်းများနဲ့ထည့်ကာရောင်းချလာကြပါတယ်။အာဟာရဓာတ်ပြေဝပြီးတဘာဝဖြော်ရည်ဖြစ်တဲ့ငပြောပင်စီဟာလူအများကြားမှာရေပန်းစားလာပါတယ်